လုံးမင်္ဂလာပါဒီနေ့မှာတော့ဟဲလန်ကအင်ဂျီတွေရဲ့ထူးခြားချက်လေးတွေကိုပပမတောင်းလိုက်ပြအားလုံးမရှိနိုင်စင်မကြပါဘူးရှင့်ပြီးတော့အားလုံးမသိသေးတဲ့ကြံသေးတဲ့ထူးခြားချက်လေးတွေကိုလည်းပပတောင်းလိုက်ပြပါတယ်ဆိုတော့ဟဲလန်စားလိုက်ဟဲလန်ဒီအင်ဂျီကိုလဲလာရင်ပေါ့နော်ဟဲလန်တို့တွေဒီ fire လုပ်လို့ရတယ်ပေါ့ဒီဘာမှမလုပ်တော့ဂျပန်ရှင်းကိုတိုက်ခိုက်တယ်ဒါပေမဲ့ full is off လို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးပေါ့နော်သူကဒီအင်ဂျီထူးခြားတာကတော့ဒါလေးပဲပေါ့နော်ကဲကြအောင်โอเคရဆိုတော့ဟဲလန်အင်ဂျီပြင်ချိန်ပါနော်အင်ဂျီရဲ့ထူးခြားချက်ကလေးကဒါပြီးရင်နောက်တစ်ခုကပေါ့နော်ဟဲလန်တို့တွေဟုတ်မကဲဝယ်သွားလိုက်တော့ပေါ့ပြရပါဟုတ်တယ်ဟဲလန်တို့ဒီအင်ဂျီပေါ့နော်Hello ဒီအင်ဂျီပေါ့နော်ဒီကတော့ Bible အင်ဂျီလေးပေါ့နော်ဒီအင်ဂျီကိုလဲလိုက်ရပေါ့နော်ဟဲလန်ပြမယ်ပေါ့နော်ဒီယာကူဇာ office ကိုတွားလိုက်ပဲပေါ့နော်ဟဲလန်တို့လေဆိုတော့ဟာတော့အထက်တွေတွားလိုက်ပြီပေါ့နော်ဒီမှာပါတွေ့လာပါတက်ခဲ့ပါဟဲလန်မဖြစ်ဘူးပေါ့နော်တွေ့ရပဲဖြစ်တာပါဟဲလန်ဘာမှဖြစ်ပါဘူးတွေ့လိုက်ဟဲ့ဘာမှမဖြစ်ဘူးပေါ့နော်တို့ရပဲတို့ဘာတို့တယောက်ချင်းစီတိုက်ခိုက်ပြီးတို့ရပဲတည်သွားတာပါဆိုတော့နောက်တစ်ခုကကြတော့ဒါပေမဲ့ဒီအင်ကြီးကတော့တခုရှိရပေါ့နော်တို့ကမတိုက်ခိုက်နိုင်ဘူးပေါ့နော်တို့ကဘယ်သူမှမတိုက်ခိုက်နိုင်ပါဘူးပြီးတော့နောက်တစ်ခုကတော့ဟဲလန်တို့ဒီအင်ကြီးရပေါ့နော်ဒီလက်လက်တွေလည်းဟိုကလုံးလုံးမရဘူးပေါ့နော်အဲ့လိုမျိုးပါပြီးတော့ဟဲလန်နာတို့ခုပြောချင်တာပေါ့နော်ဟဲလန်တို့ဒီနေယူတဲ့ဝင်ပြီးရင်တော့ဟဲလန်ကခေါင်းစဉ်နဲ့မကြိုက်သွားတဲ့တောင်းပန်ပါတယ်ဟဲလန်တိသမျှဟာအကုန်လုံးဒီဗီဒီယိုမှာ sharing ဖြစ်လောက်သွားလို့မလို့ပါပေါ့နော်ဆိုတော့setting ဒီ setting နဲ့ဝင်လိုက်လို့ဝင်လိုက်ရင်ဒီမှာ voice on guest on teachers on participant on enemy on clash on car on police on ပေါ့နော်အဲ့ဒါကိုမှဟဲလန်တို့ပြမယ်ပေါ့နော်အဲ့ဒါလေးပေါ့နော်ဒါတို့တွေဒီ police station သွားလိုက်မယ် police station သွားမယ်ပေါ့နော်သွားပြီးရင်ပေါ့နော်သူထိုးလိုက်မယ်အော်ဒီတော့ဘာမှဖြစ်ဘူးနော်အားဆိုအဲ့မှာလောက်တယ်ပေါ့နော်ဟုတ်တယ်လောက်တယ်ထားပါဟဲလန်ကတော့အသွေးမြော်ပေါ့နော်အဲ့ဒီမှာဟဲလန်တို့ဒီမီနူးထဲဝင်လိုက်ပါဝင်ပြီးဟဲလန်တို့ setting နဲ့ဝင်မယ်ဝင်ပြီးရင်တော့ဟဲလန်တို့ဒီ police on ကို off လိုက်ပါ offline တော့ဘယ် police မှမရှိတော့ဘူးပေါ့နော်အဲ့ဒါလေးပေါ့ဒီထက်စားရကြပါလေဒါပဲကြည့်ဟုတ်ပါအဲ့ police ကြီးခုမှမရှိတော့ပြီးရင်တော့ဟဲလန်တို့တွေတကြမပေါ့နော်ဟဲ့ enemy ကိုတော့တိုက်ကဲရင်လုံးနေနေတော့ဟဲလန်တို့တွေအဲ့ဒီယာကူဇာ office ကိုတွားကြမယ်ပေါ့နော်ဘာကြီးတဲ့ဖြစ်နေတယ်မော်တော်ဆိုင်ကယ်ကလည်းစီးဒီကောင်းနေကဲရောက်လာပြီပေါ့နော်ဟဲ့လားတော့ဒီပေါ်အားလုံးပဲတွေ့တဲ့အတိုင်းပဲဒီမှာဒီမှာ enemy အများကြီးရှိရနော်ဒီမှာနော်ဒီယာကူဇာ office ကလူတွေပေါ့နော်ဒီဟာလည်းရှူထားတာဩဘယ်လိုဖြစ်ကုန်လဲဒီမှာပေါ့နော်တို့ရချနေပေါ့နော်ချနေဆိုရင်ဟဲလန်ဒီမီနူးတွေဝင်လိုက်ပါဝင်ပြီးရင်တော့ဟဲလန်တို့ဒီ setting နဲ့ထောက်ပါလားဝင်ပြီးရင်တော့ဟဲလန်တို့ဒီ enemy ကိုတွေ့မယ်ပေါ့နော်အဲ့ enemy ကိုဟဲလန်တို့ off ရင်တော့ဘယ်သူမှမရှိတော့ဘူးနော်ဒီမှာဟဲလန်တို့တွေဘယ်သူမှမရှိတော့ဘူးပေါ့နော်လို့မျိုးဆိုရင်တော့ပြီးရင်တော့နောက်တစ်ခုကတော့ဟဲလန်တို့တွေ school ကိုတက်ကြမယ် school cake ကိုတွားမယ်ပြီးရင်ဟဲလန်အချိန်ပြောင်းလိုက်မယ်ဟဲလန်မနက်ခင်း9 နာရီခွဲကိုအချိန်ပြောင်းလိုက်မယ်โอเคနည်းနည်းလောသွားโอเคဆိုတော့ဟဲလန်တို့တွေဒီမှာပေါ့နော်ဒီခန်းနဲ့တွားလိုက်မယ်ပေါ့ဒီမှာပါ
ဒီခန်းထဲမှာပေါ့နော်ခဲရရှိရပေါ့နော်ကြည့်လိုက်ပါကြောက်တူရရှိပါတယ်ပေါ့နော်အဲ့ဟာကိုမှဟယ်လန်တို့ခုနကပြောတဲ့အတိုင်းဒီမီနူတွေဝင်မယ်ဝင်ပြီးဟယ်လန်တို့ဆက်တင်တဲ့ကိုဆက်တင်တဲ့ဝင်လိုက်ပေါ့နော်ဝင်ပြီးရင်တော့ဟယ်လန်တို့ gas off ကိုလုပ်လိုက်လုံးလာတယ်ဟာတော့မိန်းကလေးတယောက်မှမရှိတော့ဘူးနော်မိန်းကလေးတယောက်မှမရှိတော့ပြီးရင်အားလုံးပဲတည့်တဲ့အတိုင်းပဲဒီ setting menu ရဲ့ဝင် setting နဲ့ဝင် voice off လိုက်ရင်တော့ဒီမှာ voice တရားလည်းဘယ်သူမှမရှိတော့ဘူးပေါ့နော်ပြီးတော့ပေါ့နော် Helen အကုန်လုံးပြန် online အောင်မယ်ပေါ့နော် online မယ်ပေါ့နော်ပြီးရင်တော့ Helen ဒီမှာ student match ဆိုတာကိုပြောင်းလို့ရတယ်ပေါ့နော်Helen အနည်းဆုံးလုပ်လိုက်မယ်ပေါ့နော်ဒါ20အနည်းဆုံးပါဒီလိုမျိုးဆိုရင်ဒီ student တွေတော့များမရှိတော့ဘူးပေါ့နော် student တွေတော့များမရှိတော့ဘူးပေါ့နော်ပြောက်သွားပေါ့နော်ဒါအနည်းဆုံးပေါ့နော်ပြီးရင်တော့နောက်တစ်ခုကတော့ Helen တို့တွေအင်ဂျီအကြောင်းလေးပေါ့နော် home care ကိုသွားလိုက်မယ်ပြီးရင်တော့ Helen ချက်ကိုဝင်လိုက်မယ်ပေါ့နော်ပြီးရင်အားလုံးတွေ့ရတဲ့ exchange close ထဲမှာ Helen တို့တွေဘယ်အားလုံးမလဲဆိုတော့ကွယ်ဒီနားလေးမှာရှိရပေါ့နော်အောက်မှာမဟုတ်ဘူးအဲ့ဒါဒီဆိုဟန်တွေ့ပေါ့နော်ဒီကောင်ပေါ့နော်ဒီ Dress of Aliens in Wonderland ပေါ့နော်အဲ့ဒါလေးမှတော့မှာရှိဒီအပြင်ဘက်ကိုပဲထွက်လို့တော့မယ်ဟိုဟာဆိုရင်ဒီ small ဆိုရင်ဟန်တေးသေးလေးဖြစ်တာမျိုးပေါ့နော် big ဆိုရင်ဟန်ဒီလိုကြီးတွေဖြစ်တာဒီ lash ထပ်လောက်လိုက်ရင်တော့အကြီးဖြစ်တာတော့ပေါ့နော်ကြည့်လိုက်ပါဟန်လောကအကြီးလိုဖြစ်တာပါပဲအေးဘာမှမမြင်ရတော့ငါတို့ဒီလိုလုပ်ပါso I have a lot of TV drive. So I have a lot of TV drive. Now I pay pick up with you. Helen, a day, mother, don't you review jar. Helen, go over no dog. My little letter. So you're a dash slow to it. Don't get you my bill. Meow, won't see the side there moving around. So, hello, queen, and the gown you let it go there. Had to really have another thing about it. Do what I have risk or however. Okay, so I really got it more good now. Okay, so the enemy to judge a travel, no? Okay, so I have a little any map, no? The engine bono, the Japanese archery, so I do lay like bono. Maybe you know, have a littleဒီလက်သေးပုံစံလေးနှိပ်ကြည့်လိုက်ပါ။ဟောနှိပ်ကြည့်လိုက်ပါနော်။ဟဲလန်မြားရရပေါ့နော်။ဟဲလန်တော့ပြပါမယ်။ဟဲလန်ကစကူဟာတွေအထက်လုံးလို့များကျက်ဟာတွေလောက်ရတော့မှာပေါ့နော်။ဆိုတော့ဟဲလန်တို့ဒီထဲကိုလောက်ကြမှာပေါ့နော်။ဒီကအတွဲတွေကိုပြစ်ကြည့်မယ်ပေါ့နော်။ပြစ်ကြည့်မယ်။ဟေးပြစ်လို့မရ။ဟဲလန်ပဲချိန်လို့မရလား။ပြေပဲပြေလို့မရလားဟဲ့ပြေလို့မရလားဟဲ့လည်းပြစ်တယ်နော်ရှော့တွေးလုံးဝမရတော့ဟဲ့စကြကိုပြေနေနော်အခုမှနေကြတခုခုမှဟဲ့လည်းတို့ပြေမရတော့ပြည့်မယ်ဒီတိုင်းမပြည့်မယ်ဘာဖြစ်တာလဲမသိချက်ဖက်တင်နေလေဖြစ်ကုန်အဘီရဲ့ဟဲလာအဲ့မှာတက်တာနဲ့တူပါတယ်တော်ပြီအားဆိုရင်ဒီကောင်လို့ပြပြရပေါ့နော်ပြီးတော့ home care လည်းမြင်သွားလိုက်မယ်ပြီးတော့ဟဲလာခဏရှာလောက်မှာပေါ့နော်ဘလို့ဖြစ်ကုန်မှမသိဘူးဆိုဟဲလာလို့ဒီအင်ဂျီကိုပြောင်းလိုက်ပြီးတော့ဒီနာဒီ WITCH wish ဆိုတာပေါ့နော်အဲ့ဒါကလည်းဆုံးမလို့ပြောရပါပေါ့နော်အဲ့အင်ဂျီကိုပြောင်းလိုက်ရပေါ့နော်ဟဲလာခုနပြောတဲ့အတိုင်းလက်သီးလေးကိုနှိပ်လိုက်ပါနှိပ်ရင်တော့ဟဲလာတို့ဒီလိုဆုံးမလုပ်တဲ့ဟာလေးပေါ်ရပေါ့နော်ဟဲလာသူပြောင်းနေဆိုတော့ဟဲလာအင်းကြောင်ကိုပြလိုက်တော့ဒီမှာကြည့်လိုက်ပါမလေးကိုယ်ကပြကြည့်ဟဲ့ကြောင်အထိမခံဘူးလား
Helen မေနေရ तू က animal တိရစ္ဆာန်တွေကိုနှိပ်စက်တာမလို့ကျင်တော့အဲ့လိုမလုပ်တာ Helen တို့လူပြစ်မှာရကြည့်လိုက် Helen တေးရောမှာ Helen တို့ Okay ဆိုတော့နောက်တစ်ခုထပ်တော့ကြမှာပေါ့နော်နောက်တစ်ခုကတော့ Helen တို့ပေးကောင်းလေးဆိုတော့ညပေါ်တော့ Helen ရှာလာအောင်မယ်အားလုံးကတော့ Helen လည်းတွေ့တယ်လို့ပေါ့နော်ဆိုတော့ Helen တို့ Helen လိုက်ပြတဲ့နေရာကိုလိုက်ခဲ့ကြပါနော်ဆိုတော့ Helen လိုက်ပြတဲ့နေရာကြည့်ပြရမယ်နော်ကဲကားမောင်းလာဆိုတော့ Helen တို့ကဒီဘက်ကိုတွားရမှာပေါ့နော်ကြီးရဲ့ရှေ့ပါပေါ့နော်ဆိုတော့ Helen တို့ခဏလေးနဲ့ရောက်ပါတယ်ဆိုတော့ background noise လေးတွေရှိလို့ကြားရတယ်လည်းတောင်းပန်ပါတယ်Helen ကလည်းအပြင်ထွက်ပြီးလုပ်နေလို့ပါ Okay ဆိုတော့ Helen ဒီရောက်လာပြီပေါ့နော်တယောက်မှတတိမထားမိတော့ဘူးထင်ပါတယ် Helen ဒါပေမဲ့တော်တော်များများလည်းသိလောက်တယ် Helen တို့သူ့ကိုပေါ့နော်ဒီ talk နားကပ်ပြီး talk လုပ်လိုက်ပေါ့ talk လို့နားလေးမှာဒီတစ်ခုပိုးတာတွေ့အဲ့ဟာကိုနေတိုင်း Helen တို့ဘာမှလုပ်စရာမလိုပဲနဲ့ပတ်စံနေရအလကားရတယ်ပေါ့နော်အဲ့ဒါလေးကိုလည်းပြောပြချင်ပါတယ်ဒီနေ့ဗီဆိုတော့ဒီနေ့ဗီဒီယိုလေးကတော်တော်ရှင်းနေပြီပေါ့ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ရှင်